အတိတယောက်ကစာပုတ်ပြီးလှမ်းနေရပေါ့ဗျာကိုကြီးတဲ့တွင်းကြံကိုပိုင်အလုပ်လာတဲ့ပေါ့ကိုပိုင်လုံးမလုံးနိုင်ပါဘူးဗျာလို့တွင်းပြန်တော့တော်တို့မှာတော့ကိုပိုင်အလုပ်လုံးနိုင်တဲ့အခွင့်အလမ်းတော့တစ်ခုတော့ရှိရဗျာတော့ဘာလို့ဆိုတော့အဲ့ဒါတော့လက်ရှိကိုယ့်ရဲ့နာမည်ကိုကိုပိုင်လို့ပြောင်းပြီးတော့အလုပ်တစ်ခုလုပ်ပြလန်တော့ကိုပိုင်လုပ်နေရလို့တော့ပြောလို့ရတယ်ဗျဒါတော့ကိုရဲ့နောက်မှာရပလက်ကမတက်နိုင်သေးဘူးပေါ့ဗျာဘယ်လိုလဲအလိုပဲတူတူကလည်းအမြင်လန်းနဲ့ဆိုအလိုသေးရပေါ့ကိုပိုင်လုံးမလုံးနိုင်သေးပါဘူးဗျာဒီလိုပဲစာရင်ရှာရင်စာရင်နဲ့ပဲကိုယ်စိတ်ကိုလည်းဒီလိုပဲတမ်းမအောင်လို့ရက်ချီတဲ့ချုပ်ချီရများပေါ့ဗျာဒီလိုပဲရှင်တန်းနေရတယ်ဒီချိန်မှာလည်းလူများကိုလည်းကဲပါလို့ပြောပြန်တော့လဲမင်းကမှတထောင်းသားဆိုတဲ့တကပုံလိုပဲပေါ့ဗျာဒီချိန်မှာကတော့အားလုံးကိုကျွန်တော်ကိုလည်းတနာပါခင်ဗျားတို့ကိုလည်းကိုချင်းစာပါတယ်ပေါ့ဒီလိုရှိသက်အောင်ပါဗျာ